2026 ခုနှစ်ဧပြီလ3 ရက်နေ့ညပိုင်းမှာအမေရိကန်ရဲ့ F-15E Strike Eagle တိုက်လေယာဉ်တစ်စင်းဟာအီရန်နိုင်ငံရဲ့ကောင်းကင်ယံမှာအီရန်စစ်တပ်ရဲ့ပြစ်ချဖျက်ဆီးခြင်းကိုခံလိုက်ရပါတယ်။ဒါပေမဲ့လေယာဉ်ပေါ်မှာပါလာတဲ့လေတရဲ2ယောက်စလုံးကတော့အသီးသီးခုန်ထွက်လာနိုင်ခဲ့ကြပါတယ်။အမေရိကန်ဘက်ကကယ်ဆယ်ရေးတွေကလေယာဉ်ပိုင်းတော်တစ်ယောက်ကိုချက်ချင်းကယ်တင်လိုက်နိုင်ခဲ့ပေမဲ့နောက်တစ်ယောက်ကိုတော့ဧပြီလ9 ရက်နေ့မှာအထူးစစ်စင်ရေးကြီးတစ်ယောက်ကိုပြုလုပ်ပြီးကယ်ခဲ့ကြရပါတယ်။ဒီနေ့မှာတော့အဲ့ဒီစစ်စင်ရေးကြီးဟာဘယ်လောက်ကြီးမားခဲ့ပြီးတော့ဘယ်သူတွေကဥဆောင်ခဲ့လဲဆိုတာနဲ့ဘယ်လိုတွေခက်ခဲကယ်တင်ခဲ့ရလဲဆိုတာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီပြဟာအရင်ကလုပ်ခဲ့တဲ့ယာနဲ့ချီတဲ့စစ်စင်ရေးတွေလိုပဲစတင်ခဲ့ပါတယ်။ Do-44လို့နာမည်ပေးထားတဲ့ F-15E Strike Eagle တိုက်လေယာဉ်ဟာအင်္ဂလန်နိုင်ငံ Suffolk မှာရှိတဲ့ Darwin Scan Lakenheath ကနေပြန်တက်ပြီးအရှေ့ဘက်ကိုဦးတည်သွားခဲ့ပါတယ်။လေယာဉ်ပေါ်မှာလေယာဉ်မှူး2ဦးနဲ့လက်နက်စနစ်အရာရှိ WSO 2ဦးဆိုပြီးအမှုထမ်း2ဦးပါဝင်ပါတယ်။သူတို့ရဲ့တာဝန်ကအီရန်နိုင်ငံအနောက်တောင်ပိုင်းကိုရုတ်တိုက်ခိုက်ဖို့ဖြစ်ပြီးတော့ဒါဟာ38ရက်မြောက်နေ့အဖြစ်ဆက်လက်ဆင်နွှဲနေတဲ့အမေရိကန်နဲ့အစ္စရေးတို့ရဲ့လေကြောင်းစစ်စင်ရေးရဲ့အစိပ်ပိုင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ F-15E ဆိုတာကရိုးလေယာဉ်တစ်စင်းမဟုတ်ပါဘူး။တန်ဖိုးအဖြစ်အမေရိကန်ဒေါ်လာတန်90ကျော်ရှိပြီးအကောင်းဆုံးတိစောက်ထားတဲ့နီးဗျူဟာမြောက်တိုက်လေယာဉ်တွေတဲကတစ်စင်းဖြစ်ပါတယ်။2003ခုနှစ်အီရတ်ကျူးကျော်စစ်နောက်ပိုင်းကတည်းကရန်သူပစ်ခတ်မှုကြောင့်တစ်ကြိမ်မှပြတ်ကျခဲ့ပူခြင်းမရှိခဲ့ပဲဆယ်စုနှစ်2ခုကျော်ကြာအောင်ရန်သူလေပိုင်နက်တွေထဲမှာအထီးကိုက်မရှိစစ်စင်ရေးတွေလုပ်နိုင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီစံချိန်ဟာအီရန်နိုင်ငံ Isfahan ပြည်နယ်ပေါ်မှာအဆုံးသတ်သွားခဲ့ပါတယ်။ Do-44ကနီးပညာမြင့်လေကြောင်းရန်ကာကွယ်ရေးဒုံးတွေကြောင့်ပျက်စီးသွားတာမဟုတ်ဘဲမြေပြင်ကဝေဟင်ပစ်ပကုံးထန်းလောင်ချာနဲ့ပစ်ချခံခဲ့ရတာဖြစ်ပါတယ်။အဲဒီလိုဒုံးကြီးထိမှန်ပြီးလေယာဉ်အင်ဂျင်မီးဆွဲလောင်လာတဲ့အခါလေယာဉ်မူတန်း2ဦးစလုံးကလေယာဉ်ထဲကနေခုန်ထွက်ခဲ့ကြပြီးတော့မောင်တို့တွေကရန်သူနယ်မြေဖြစ်တဲ့အီရန်မြေပေါ်ကိုတီးခြားဆင်းသွားခဲ့ပါတယ်။မိတပိုင်းအတွင်းမှာပဲအမေရိကန်လက်ပိုင်းတိုင်းစစ်ဌာနချုပ်စီကို F-15E Strike Eagle Do-44ရန်သူနယ်မြေထဲမှာပြတ်ကျသွားပြီးတော့လေယာဉ်မှု2စလုံးခုန်ထွက်ခဲ့ရတယ်ဆိုတဲ့သတင်းစကားတစ်ခုရောက်လာခဲ့ပါတယ်။အမေရိကန်စစ်တပ်ဟာသူတို့ရဲ့ခံယူချက်ဖြစ်တဲ့ဘယ်သူမှမကြံခဲ့စေရဆိုတဲ့အတိုင်းပြတ်ကျပြီးနိုင်ပိုင်းအတွင်းမှာပဲကယ်ဆယ်ရေးကိုစတင်လှုပ်ဆောင်ခဲ့ပါတယ်။တိုက်ပွဲဝင်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဟာချက်ချင်းပဲရေးပေါ်ထွက်သွားခဲ့ပြီးတော့ HH-16 Jolly Green 2ရဟတ်ယာဉ်တွေကပထမဆုံးလေယာဉ်အမှုတန်းစီကိုရောက်ဖို့အတွက်အီရန်လေပိုင်နက်ထဲကိုပစ်ခတ်မှုတွေကြားကနေဓာတ်ရိုက်ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ကယ်ဆယ်ရေးရဟတ်ယာဉ်တွေဖိအားနည်းစေဖို့အတွက် A-Tank Warthog လေယာဉ်တွေကအနီးကပ်လေကြောင်းပစ်ကူပေးခဲ့ပါတယ်။ AC-113 စီပစ်လေယာဉ်တွေလည်းလိုက်ပါလာခဲ့ပြီးလေယာဉ်တွေခီးချေသွားနိုင်စေဖို့အကူအညီပေးခဲ့ကြပါတယ်။လေယာဉ်မှုဖြစ်တဲ့ Duke 44 Alpha ကိုတော့လေယာဉ်ပြတ်ကျပြီးနိုင်ပိုင်းအတွင်းမှာပဲရှာတွေ့ခဲ့ပြီးကဲထုတ်နိုင်ခဲ့ပါတယ်။စစ်စင်ရေးအတွင်း Black Hawk ရဟတ်ယာဉ်တစ်စီးဟာလက်နက်ငယ်တွေနဲ့ပစ်ခတ်ခံခဲ့ရပေမဲ့လေထဲမှာဆက်လက်ပြန်တန်းနိုင်ခဲ့ပြီးအောင်မြင်စွာပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါတယ်။ပထမလေယာဉ်မှုကိုအောင်မြင်စွာကဲထုတ်နိုင်ခဲ့ပေမဲ့လက်နက်စနစ်အရာရှိရဲ့အခြေအနေကတော့လုံးဝကိုကွဲပြားနေခဲ့ပါတယ်။သူဘယ်နေရာမှာရောက်နေလဲဆိုတာကိုဘယ်သူမှအတိအကျမသိခဲ့ပါဘူး။ပြန်လည်ပြောပြချက်အရသူဟာပြင်းပြင်းထန်ထန်ပြုတ်ကျခဲ့တာဖြစ်ပါတယ်။အမေတနေရာကနေအချိန်နဲ့သွားနေတဲ့လေယာဉ်ထဲကနေခုန်ထွက်ရတာဟာအလွန်ကိုကြမ်းတမ်းပါတယ်။အောင်မြင်စွာခုန်ထွက်နိုင်ခဲ့ရင်တော့ဒဏ်ရာရတာကဖြိုးဖြစ်စဉ်ဖြစ်ပါတယ်။သူဟာအရှိလေပိုင်းကအကြမ်းတမ်းဆုံးနဲ့လူသူအယောက်ပေါက်အနည်းဆုံးဖြစ်တဲ့ဇာကရိုတောင်တန်းတွေရဲ့ကြောက်ဆောင်ထူထပ်တဲ့မြေပြင်ပေါ်ကိုကျဆင်းသွားခဲ့ပါတယ်။သူစီမှာပါလာတာဆိုလို့တနက်တလက်အသက်ရှင်သန်ရေးအသုံးဆောင်ပစ္စည်းတချို့နဲ့နေပေါင်းများစွာတင်ယူထားတဲ့ SCRE တင်တန်းကရရှိခဲ့တဲ့ပညာတွေပဲရှိပါတယ်။ကယ်ဆယ်ရေးမြောက်လာခင်အထိရန်သူနယ်မြေမှာတယောက်တည်းအသက်ရှင်နိုင်ဖို့အတွက်အမေရိကန်စစ်တပ်ကသူတို့ရဲ့လေတပ်သားတွေကိုအခုလိုအခြေအနေမျိုးအတွက်တိတိကျကျလေ့ကျင့်ပေးထားတာပါ။လက်နက်စနစ်အရာရှိဟာတန်ရာပီနဲ့အတူစတင်လှုပ်ရှားခဲ့ပြီးပင်လယ်မျက်နှာပြင်အထက်ပေ9000နီးပါးမီတာ2100ကျော်ရှိတဲ့တောင်ကျောတစ်ခုကိုတန်ရာပီနဲ့ရှည်လျင်တက်ခဲ့ပါတယ်။တောင်တွေကိုရောက်တော့ကျောင်းနေရန်တွေမှာရှိတဲ့အကြောင်းချင်းချင်းလေးတစ်ခုကိုတွေးခဲ့တာကြောင့်အဲဒီထဲကိုဝင်ပုံပြီးဆောင်ဆိုင်နေခဲ့ပါတယ်။အပြင်ဘက်မှာတော့ရှာဖွေရေးလုပ်ငန်းစဉ်တွေကအချိန်နဲ့မျှပုံမပြင်းထန်လာနေပါတယ်။အီရန်ဒေါ်လာရဲ့အဆောင်တပ်ဖွဲ့ IRGC ကတောင်တန်းတွေတစ်လျှောက်ဖြန့်ကျက်ရှာဖွေနေကြပါတယ်။အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားကနေသူ့ကိုဖမ်းဆီးနိုင်ဖို့အတွက်စုငွေထုတ်ထားပြီးပြည်သူတွေအနေနဲ့သူ့ကိုတွေ့ရင်သတင်းပေးဖို့တိုက်တွန်းနေပါတယ်။နေမြေကျွမ်းကျင်ပြီးလက်နက်ကင်ဆောင်ထားတဲ့ဒေသခံဘက်တီရီယာမျိုးနွယ်စုတွေဟာလည်းရှာဖွေရေးမှာပါဝင်လာကြပါတယ်။အီရန်ဆိုရကတော့စေးစပ်ညှိနှိုင်းမှုဆန္ဒရှိမနေပါဘူး။သူတို့လိုချင်တာကထရန့်နဲ့အပေးယူလုပ်ဖို့အ
မေရိကန်စစ်သုံးပန်းတစ်ယောက်ပဲဖြစ်ပါတယ်။အမေရိကန်စစ်တပ်ကလည်းလေရင်မှုရဲ့ဒီနေရာကိုအဆက်မပြတ်ခြေရာခံနေခဲ့ပြီးဗိုလ်မှူးကြီးနဲ့လွန်မြောက်ရာလမ်းကြားမှာအီရန်ရှာဖွေရေးသမားရာပေါင်းများစွာကျန်တဲ့တောင်တန်းမြေပြင်အနေအထားတွေနဲ့တခြားသူတယောက်ယောက်သူ့ကိုအရင်မတွေ့ခင်အချိန်ဆိုတဲ့အကန့်အသတ်တွေရှိနေပါတယ်။ကယ်ဆယ်ရေးရဟတ်ယာဉ်တွေကလေထဲကနေရှာဖွေနေပြီးအထူးစစ်စင်ရေးတပ်ဖွဲ့တွေကအီရန်နယ်စပ်တွေမှာအသင့်ဆောင်ဆိုင်နေချိန်မှာဗိုလ်ထောက်လှမ်းရေးအေဂျင်စီ CIA ကအဆုံးဖြတ်ပေးမဲ့ဗျိုင်းတူစစ်စင်ရေးတစ်ခုကိုလှုပ်ဆောင်နေခဲ့ပါတယ်။ပထမတစ်ခုကတော့လှည့်သားခြင်းဖြစ်ပါတယ်။ CIA အေဂျင့်တွေဟာအီရန်နိုင်ငံအတွင်းကိုသတင်းမှားတွေစတင်ဖြန့်ဝေခဲ့ပါတယ်။ WSO ကိုရှာတွေ့သွားပြီဖြစ်ကြောင်းနဲ့အမေရိကန်တပ်ဖွဲ့တွေကတခြားနေရာတစ်ခုကနေကယ်ထုတ်ဖို့ကြိုးစားနေတယ်ဆိုတဲ့သတင်းကိုနောက်ွယ်ကနေဖြန့်ခဲ့ပါတယ်။ဒီသတင်းအမှားကြောင့်အီရန်ရှာဖွေရေးတပ်ဖွဲ့တွေဟာတခြားဘက်ကိုအာရုံလွဲသွားခဲ့ကြပြီးတော့အဖို့တန်တဲ့အချိန်တွေကိုရရှိခဲ့ပါတယ်။ဒုတိယလမ်းကြောင်းကတော့ဒီနေရာရှာဖွေခြင်းမှာတာဝန်ရှိသူတွေကကျူးရတဲ့စွမ်းရည်တွေလို့သာဖော်ပြပြီးအဒီကြောင့်ကိုလျှို့ဝှက်ထားဆဲဖြစ်တဲ့နည်းပညာကိုသုံးပြီးတော့ CIA ဟာ WSO ရဲ့ဒီနေရာကိုတိကျစွာရှာဖွေနိုင်ခဲ့ပါတယ်။တမျိုးကြရှာဖွေရေးနည်းလမ်းတွေနဲ့မမြင်နိုင်တဲ့တောင်အောက်ကွဲကြောင်းတစ်ခုထဲမှာပုံအောင်နေတဲ့သူ့ကိုရှာတွေ့ခဲ့ပြီးဖြစ်ပါတယ်။ CIA ညွှန်ကြားရေးမှူး John Ratcliffe ကအဲ့ဒီချိန်ကိုဒါဟာကောက်ရုပ်ပုံတွေကအပ်ကိုရှာရတယ်လို့ပါပဲ။ဒါပေမဲ့ဒီကိစ္စမှာတော့ CIA ရဲ့ဆွမ်းဆောင်ရေးကြောင့်သာတောင်တရန်အကြောင်းတွေကရရင်နဲ့အမေရိကန်စစ်သားတယောက်ကိုရှာတွေ့ခဲ့တာပါလို့နောက်ပိုင်းမှာပြန်ပြောပြခဲ့ပါတယ်။ဒီနေရာလက်တီကျူလောင်ဂျီကျူ coordinate တွေကို CIA ကနေပင်တဂွန်စစ်ဌာနချုပ်စီကိုချက်ချင်းပေးပို့ခဲ့ပါတယ်။အဲဒီနောက်မှာဖြစ်ပေါ်လာတာကတော့သမိုင်းတစ်လျှောက်အကြီးမားဆုံးနဲ့အရှုပ်ထွေးဆုံးတိုက်ပွဲဝင်ရှာဖွေကယ်ဆယ်ရေးစစ်စင်ရေးကြီးတစ်ခုအဖြစ်အတိမတ်ပြုရမယ့်စစ်စင်ရေးကြီးပါပဲ။တဲဝင်အားဖြင့်ကတော့ CTIM စစ်လို့လူသိများတဲ့ American ရဲ့ Naval Special Warfare Development Group NSWDG ကမြေပြင်စစ်စင်ရေးကိုဦးဆောင်ခဲ့ပါတယ်။ဒါ2011ခုနှစ်ကပါကစ္စတန်မှာအိုစမာဘင်လာဒင်ကိုရှာဖွေသုတ်သင်ခဲ့တဲ့တပ်ဖွဲ့လေးဖြစ်ပါတယ်။ American ရဲ့အထက်တန်းအကြဆုံးအထူးစစ်စင်ရေးတပ်ဖွဲ့ဟာပူးပေါင်းအထူးစစ်စင်ရေးကုတ်ကဲမှုအောက်မှာရှိတဲ့တရားဖို့တပ်ဖွဲ့ဝင်တွေအရန်ထားရှိတဲ့ Army Ranger တွေနဲ့အတူစစ်စင်ရေးကိုဆင်နွှဲခဲ့ပါတယ်။အဲဒီနောက်အထူးစစ်စင်ရေးတပ်ဖွဲ့ဝင်အင်အား100ခန့်ဟာမြေပြင်ကိုဝင်ရောက်ခဲ့ပါတယ်။သူတို့ကိုပို့ဆောင်ပေးတာကတော့ Night Stalker လို့ခေါ်တဲ့116 Special Operations Abbreviation Regiment တပ်ဖွဲ့ပါ။သူတို့ကတခြားဘယ်သူမှမလုပ်ဆောင်ရတဲ့စစ်စင်ရေးတွေကိုပြန်တမ်းလှုပ်ဆောင်ပေးလေရှိတဲ့စစ်တပ်ရဲ့အထူးရဟတ်ယာဉ်တပ်ဖွဲ့ဖြစ်ပါတယ်။အီရန်တို့ရဲ့ကောင်းကင်ယံမှာတော့မက်တန်းတွေထဲမှာတစ်ခါမှမကြုံဘူးလောက်အောင်ကြီးမားလာတဲ့အမေရိကန်လေကြောင်းအင်အားစုကြီးကအုံမိုးထားပါတယ်။စုစုပေါင်းလေယာဉ်155စင်းတိုက်လေယာဉ်64စင်းပုံကျက်လေယာဉ်4စင်းနဲ့ဝေဟင်စီဖြစ်လေယာဉ်48စင်းတီးတန့်ကယ်ဆယ်ရေးလေယာဉ်73စင်းနဲ့အတူ MQ-9 Raptor drone တွေကလည်းပြမတ် area ကိုလှည့်လည်ပြန်တန်းနေခဲ့ပါတယ်။ A-10 Wardrop တွေလည်းလိုက်ပါလာခဲ့ပြီးမြေပြင်ရန်သူတွေကိုအချိန်မီချေမှုန်းဖို့အသင့်ရှိနေခဲ့ပါတယ်။မြေပြင်တပ်ဖွဲ့တွေတောင်အကြောင်းစီကြီးတက်သွားချိန်မှာအီရန်စစ်ရင်တန်းတွေကလည်းအဲဒီဒေသစီကိုဥတီလာနေခဲ့ပါတယ်။အမေရိကန်လေယာဉ်တွေကလည်းကယ်ဆယ်ရေးလုံးမဲ့နေရာကိုမလာနိုင်အောင်ချင်းကပ်လာတဲ့ရင်တန်းတွေကိုပုံကျက်တိုက်ခိုက်ခဲ့ပါတယ်။စစ်စင်ရေးတစ်ခုလုံးအတိုင်းအတာအနေနဲ့အမေရိကန်တပ်ဖွဲ့တွေဟာခဲယမ်းပေါင်း339ခုကိုအသုံးပြုခဲ့ပါတယ်။ဒါဟာတိတိဆိတ်ဆိတ်လှုပ်ဆောင်ခဲ့တဲ့ကယ်ဆယ်ရေးမဟုတ်ခဲ့ပါဘူး။ဘယ်လိုပဲကြည့်ကြည့်ဒါဟာတီးခြားစစ်စင်ရေးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့မြေပြင်တပ်ဖွဲ့ကတောင်အကြောင်းကိုရောက်ရှိသွားချိန်မှာဗိုလ်မှူးကြီးကအသက်ရှင်လျက်ရှိနေပါတယ်။ဒီစင်စင်ကခြေချင်းဝဲအနေငယ်လဲသွားတာခုံတဲ့စင်ကရတဲ့ဒဏ်ရာတွေနဲ့2ရက်တာတိုင်ခံထားရပေမဲ့သူဟာအသက်ရှင်လျက်သတိရှိနေသေးပဲဖြစ်ပါတယ်။အဲဒီနောက် CTIM စစ်တပ်ဖွဲ့ဝင်တွေကသူတို့ကိုအသင်းဆောင်နေတဲ့ရဟတ်ယာဉ်တွေစီကိုတည်ဆောင်သွားခဲ့ပါတယ်။ကြန့်ရှိနေခဲ့တဲ့လေယာဉ်လက်နက်စနစ်ကင်ဗိုလ်မှူးကြီးကိုရရှိပြီးတဲ့နောက်ရဟတ်ယာဉ်တွေဟာအသီးသီးပြန်တက်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ရဲ့အနောက်မှာတော့စစ်စင်ရေးအတွင်း MC-113 တည်ယူပို့ဆောင်ရေးလေယာဉ်2စင်းကတဲကနာယာထဲမှာနေဝင်ပြီးပြန်တက်လို့မရဖြစ်နေခဲ့ပါတယ်။အီရန်စစ်တပ်ဘက်ကလည်းအသေးအတန်ပြစ်ခတ်တိုက်ခိုက်နေတာကြောင့်လေယာဉ်အမှုထမ်းတွေကဆုံးဖြတ်ချက်တစ်ခုချလိုက်ရပါတယ်။အဲဒါကတော့လေယာဉ်တွေကိုဒီတိုင်းထားခဲ့ဖို့ပါပဲ။ဒါပေမဲ့အရေးကြီးတဲ့စစ်ပစ္စည်းတွေနဲ့နည်းပညာတွေအီရန်တွေလက်ထက်ရောက်သွားမှဆိုတာကြောင့်လေယာဉ်တွေကိုကိုယ်တိုင်ဖောက်ခွဲပျက်စီးပစ်ခဲ့ပါတယ်။2026ခုနှစ်ဧပြီလ9ရက်အက်စတာတနင်္ဂနွေနေ့တကောင်မတိုင်မီမှာတော့အမေရိကန်တပ်ဖွဲ့တွေအားလုံးဟာအီရန်လေပိုင်နယ်ထဲကနေဘေးကင်းလုံခြုံစွာထွက်ခွာလာနိုင်ခဲ့ပါတယ်။ 244ပြစ်ချခံရပြီးနိုင်90အကြာမှသာလေယာဉ်မူရန်2ဦးစလုံးကိုအသက်ရှင်လျက်အမေရိကန်တွေလက်ထက်ပြန်ရောက်လာခဲ့ပါတယ်။အဲဒီနောက်စစ်လက်နက်စနစ်ကင်ဗိုလ်မှူးကြီးကိုစေကူသားမှုခံယူဖို့ကူဝိတ်နိုင်ငံကိုခေါ်ဆောင်သွားခဲ့ပါတယ်။သူရဲ့ဒဏ်ရာတွေကပြင်းထန်ပေမဲ့အသက်အန္တရာယ်ကတော့မစိုးရိမ်ရပါဘူး။တနင်္ဂနွေနေ့မနက်စောစောမှာပဲသမ္မတထရန့်က Truth Social မှာသူ့ရဲ့ထုံးစံအတိုင်း
ချစ်ခင်ရပါသောအမေရိကန်ပြည်သူတို့လွန်ခဲ့တဲ့နိုင်နိုင်ငံအတွင်းမှာအမေရိကန်စစ်တပ်ဟာအမေရိကန်သမိုင်းမှာအရေးကြီးဆုံးရှာဖွေကယ်ဆယ်ရေးစစ်စင်ရေးတစ်ခုကိုအောင်မြင်စွာဆင်နွှဲနိုင်ခဲ့ပါတယ်ဆိုပြီးကြေညာခဲ့ပါတယ်။ဒါပေမဲ့စစ်စင်ရေးရဲ့ပေးဆပ်မှုကတော့ကြီးမားလာပါတယ်။ Black Hawk ရဟတ်ယာဉ်2စင်းရန်သူပစ်ခတ်မှုကြောင့်ပျက်စီးခဲ့ရပြီးအမှုထမ်းတွေဒဏ်ရာရခဲ့ပါတယ်။ MC-130 2စင်းနဲ့အထူးစစ်စင်ရေး3ရဟတ်ယာဉ်4စင်းကိုရန်သူလက်မကြောက်စေဖို့ရည်ရွယ်ချက်ရှိဖျက်ဆီးပစ်ခဲ့ရပါတယ်။အမေရိကန်ဘက်ကကြာဆုံးသူတော့မရှိခဲ့ပါဘူး။ဘယ်လိုပဲဖြစ်ဖြစ်အီရန်ကတော့သူတို့အနိုင်ရတယ်လို့ကြေညာခဲ့ပါတယ်။ IRGC ကပျက်စီးသွားတဲ့အမေရိကန်လေယာဉ်တွေရဲ့ပုံတွေကိုထုတ်ပြန်ခဲ့ပြီးဒီစစ်စင်ရေးဟာလုံးဝကြာရှုံးမှုဖြစ်တယ်လို့ကြေညာခဲ့တယ်လို့အမေရိကန်စစ်တပ်အတွက်ကပ်ဘေးတစ်ခုလိုအဆုံးသတ်ခဲ့ရတဲ့1980ခုနှစ်ကနာမည်ဆိုးနဲ့ကြော်ကြားတဲ့တစားခံကယ်ဆယ်ရေးစစ်စင်ရေးကြီးဖြစ်တဲ့ Operation Eagle Claw နဲ့တောင်ခိုင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီစစ်စင်ရေးဟာအမေရိကန်အထူးစစ်စင်ရေးစွမ်းရည်ရဲ့အတိုင်းအတာကိုပြသလိုက်တာပါပဲ။ကမ္ဘာပေါ်မှာအကြမ်းတမ်းဆုံးနဲ့ရန်သူအများဆုံးနေရာတွေကိုအထူးတပ်ဖွဲ့တွေစေလွှတ်နိုင်တာကျေပြောလာတဲ့တောင်တန်းကြီးတွေထဲမှာလူတစ်ယောက်တည်းကိုရှာဖွေနိုင်တာလက်နက်ပိတ်ဆို့နေတဲ့ရန်သူတွေကိုနှိမ်နင်းနိုင်တာပြီးတော့ဒိုတောင်းပြီးကြမ်းတမ်းလွန်းတဲ့အချိန်ကန့်သတ်ချက်အတွင်းမှာပြမတ်ကိုအသက်ရှင်လျက်ကယ်ထုတ်နိုင်တာစားတဲ့စွမ်းရည်တွေကိုပြသနိုင်ခဲ့ပါတယ်။ဒါပေမဲ့အချိန်တည်းမှာပဲအမေရိကန်လေကြောင်းအင်အားရဲ့အကန့်အသတ်တွေကိုလည်းပြသရရောက်ခဲ့ပါတယ်။အီရန်ဟာ23နှစ်တိုင်တိုင်ရန်သူပစ်ခတ်မှုကြောင့်တခါမှမပြတ်ကျဘူးတဲ့ F-15E လေယာဉ်ကိုပစ်ချနိုင်ခဲ့ပါတယ်။ Black Hawk တွေကိုပျက်စီးစေခဲ့ပါတယ်။တည်ယူပို့ဆောင်ရေးလေယာဉ်များစွာကိုဖျက်ဆီးပစ်ရတဲ့အထိဖိအားပေးနိုင်ခဲ့ပါတယ်။အီရန်ကောင်းကင်ရပ်ကိုအမေရိကန်ကအပြည့်အဝစိုးမိုးထားတယ်ဆိုတဲ့ဇာတ်ကြောင်းဟာဧပြီလ3ရက်နေ့မှာတော့ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုကိုခံလိုက်ရပါတော့တယ်။ဒီနေ့ရဲ့တင်ဆက်မှုကိုတော့ဒီမှာပဲရန်နာပါရစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။